အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ငွေဆောင် day 2ပေါ့နော်ဒါကတော့ကျုံသွားမဲ့ရက်ကလေးပါမနက်စာပေါ့နော် breakfast လာစားပါတယ်ဟိုတရားကျွေးတဲ့ပူဖေးပေါ့နော်ပြီးတော့အဲ့မှာဖြော်ရည်လေးလည်းတောက်မယ်ပေါ့နော်ကျုံသွားမှာဆိုတော့မူပြေမော်ပြေပေါ့နော်ဖြော်ရည်လေးလည်းတောက်သွားပါမယ်ဒီချိုပွဲတွေကတော့မစားတော့ပါဘူးဘိုင်ရန်တင်းပြီးတော့တမောစီရမှာဆိုအဆင်မပြေမှာဆိုလို့ပေါ့နော်ဒီလောက်ပဲစားပါမယ်ပြီးတော့တင်မောလာခေါ်မဲ့လူတွေကမလာသေးဘူးပေါ့နော်တင်မောမလာသေးတဲ့အချိန်မှာတော့ကမ်းခြေဘက်မှာဓာတ်ပုံလေးတွေရိုက်ပါတယ်ပြီးတော့ဒါကြီးကတော့မစီးလိုက်ရတာကြီးပေါ့နော်ပြီးတော့ဒါကမ်းခြေကနေပြီးတော့မှဟိုတယ်ဘက်ကိုလှမ်းမြင်ရတဲ့နေရာလေးပေါ့နော်အခုဟိုဘက်မှာတင်မောလာပြီဆိုတော့တင်မောဘက်ကိုမတက်ခင်လေးဒီဘုံနဲ့ကို3ဘက်4ဘက်လောက်ကိုသူတို့ကပျော်ပေါ့နော်ပတ်ပေးတာဟိုဘက်ဆောင်းလိုက်ဒီဘက်ဆောင်းလိုက်နေအခုကတော့ဒါ PT3 ပေါ့နော်တင်မောတင်မောပေါ်ကိုတက်ပါမယ်ဒါတော့တင်မောပေါ်ကိုကိုရီအုပ်စုကအရင်ရောက်နေတာပေါ့နော်ဒါကတော့နောက်တုပ်ပါစပြီးတော့မှထွက်ပါပြီကျွန်းဘက်ကိုစသွားပြီပေါ့နော်ဒါကမ်းခြေဘက်ကိုမြင်ရတဲ့ဘက်လေးပါအပေါ်မှာ DJ တွေလည်းဖွင့်ထားတာပေါ့နော်အကောင်လုံးကပျော်နေကြတာလေရတော့ရှယ်တိုက်အဲ့မှာပေါ့နော်အကြာရွေးစီးရတာတင်မောကလေလှိုင်းကအရန်ပုတ်တဲ့အချိန်ကျရင်တော့အစကြောက်ကြတယ်မပိုင်းညာပျော်ပြီးអော်ကြတယ်စီးလိုက်ရေပြင်းကြီးပဲအဲ့လိုမျိုးပုတ်ကလေးတွေနဲ့သွားတဲ့လူတွေကလည်းတက်တာကြီးပြကြတာပေါ့နော်ကိုရီဘက်ကလည်းပြန်ပြချင်းချင်းပြောစရာကောင်းနေပါတယ်ပြီးတော့ဒါငှက်ကျွန်းကိုအရင်သွားတာပေါ့နော်ဒါမြင်နေရတာငှက်ကျွန်းမှာအဲ့ကိုသွားဖို့အတွက်ကိုလှေနဲ့သူလာခေါ်မှာပေါ့နော်လှေနဲ့တဆင်သွားပါမယ်ရေလေးတွေကကြီးစိမ့်ညာပဲပေါ့နော်တော်တော်လေးရှူကင်းလေးရလဲတော်တော်လေးလှတယ်ပေါ့နော်စမဖုန်းလေးရေးဆိုမယ်နော်စမဖုန်းပုံတက်တဲ့အချိန်မှာလေးတော်တော်လေးမှတ်တယ်ပေါ့နော်ကြောက်တွေကလည်းကြောက်တုံးတွေကလည်းပြီးတော့အညီညာလေးဆိုတော့နည်းနည်းတော့ဟိုဂယုဆိုင်ရတယ်ပေါ့နော်တက်တဲ့အချိန်မှာအဲ့လိုကြောက်တုံးလေးတွေကမငြိဘူးဆိုတော့လေဖနက်ကအဆင်ပြေတဲ့ဖနက်ကလေးပေါ့ပေါ့ပါဖြစ်မဲ့ဟာဆိုပိုကောင်းတယ်ပေါ့နော်ပြီးတော့အရန်ဆုံပြိုင်းမှာတော့လေဓာတ်ပုံမရိုက်စေချင်အန်ရများလို့ပေါ့နော်ပြီးတော့ဒါကတော့ပြန်ဆင်းတဲ့နေရာလေးပေါ့အတက်ဆင်းနေရာလေးပါပြီးတော့ပေါ်ကနေငှက်ကျွန်းပေါ်ကနေမြင်ရတဲ့မြင်ကွင်းလေးပေါ့နော်ဒါတော့အောက်ဖက်ရောက်သွားပါပြီပြီးတော့အားရနေပြီးတော့မှဆက်ပြီးတော့မှပေါ့နော် snorkeling လုံးမဲ့နေရာကိုသွားပါမယ်ဒါကတော့မှုအပြည့်နဲ့ energy မကုန်နဲ့ပေါ့နော်မတိမ်ပါမင်းကြောက်တဲ့ချင်တဲ့ကားနေရပါတော့ဒီကတော့မြင်ပြီးဟိုမှာအားပေးမဲ့လူတွေကရှက်နေကြတာပြီးတော့ဒါလိတ်ကျွန်းပေါ့နော်လိတ်ကျွန်းကကြတော့ဝင်လို့မရဘူးပေါ့နော်သူကအပြင်ကနေပဲပတ်ကြည့်သွားတာပေါ့အဲ့ဒါလက်ရခေါင်းနဲ့ဒါကြီးကလက်ရခန္ဓာကိုယ်ပေါ့နော်သူတို့နှစ်ခုပေါင်းလိုက်ရင်လိတ်ပုံစံနဲ့တူလို့တဲ့လိတ်ကျွန်းလို့ခေါ်တာပေါ့နော်ဘေးတိုက်အဲ့လိုမျိုးဘေးတိုက်လေးချင်းပို့တူတယ်ဆိုပြီးတော့ဒေသခံတွေကပြောတာပေါ့နော်ဒါတော့လေကျွန်းလေးပါကြံခဲ့တာပေါ့နော်အခုကတော့ snorkeling လုံးမဲ့နေရာကိုသွားပါပြီအကြာကြီးတော့စီးရတယ်ပေါ့နော်လိုင်းမှုတတ်တဲ့လူဆိုရင်တော့အဆင်မပြေဘူးနောက်ပိုင်းကတော့ဟိုအဲ့ပေါ်မှာတော့လေရ share တိုက်တော့ပျော်စရာကြီးပေါ့နော်ဒီမှာတော့ energy ပြင်းနဲ့ကနေတာပေါ့နော်ဘရောမှမူးကမရောဘူး entertainment နဲ့ဖြော်ရည်တာပြီးတော့ဒါရေလေးတွေကကြည်စိမ့်နေတာပဲရေတွေကလည်းတော်လှနော်ဟိုးဘက်မှာမြင်ရတာဆိုရင်snorkeling လုပ်တဲ့နေရာပေါ့နော်ရောက်တော့အဲ့နေရာဆိုလို့ရှိရင်အများကြီးပဲတခြားလူတွေလာလုံးကြပါနော်ကိုလည်းအစတော့မလုပ်တော့ဘူးလို့စိတ်ထဲမှာဟိုဖြစ်တာပေါ့နော်နောက်ပိုင်းကျတော့လုံးကြည့်မယ်ဆိုပြီးတော့ live jacket တွေပါဝတ်လိုက်တယ်ဝတ်ပြီးတော့အဲ့မှာမြင်နေရပြီပေါ့နော်ရေလေးတွေကတော့တော်တော်လှတယ်
အထဲမှာ snorkeling လုပ်လို့ရှိရင်ဟိုးဘက်မှာငါးလေးတွေမြင်ရတယ်ပေါ့နော်ကိုကတော့လောက်တာအဲ့အဝတယ်မဆင်းတဲ့အချိန်နဲ့ပဲပေါ့နော်ပြန်တက်လာတာရေရမ်းမွန်းလို့ပေါ့နော်ကိုကြောက်တာလည်းပါတာပေါ့နော်ရေတစ်ခါမဆင်းဘူးပေါ့ဒါကတော့အလှပလေးခံစားကြတာပေါ့နော်ပြီးတော့အုပ်စုလိုက်ဆင်းသွားကြပြီကိုကဆင်းပြီးတဲ့အခါကျမှပြန်တက်လာတာပေါ့နော်အရန်နက်ပြီးတော့လေဟိုဟာဖြစ်တော့ကြောက်ပြီးတော့တက်လာတာပါအဲ့လိုသူတို့လုံမြန်မြင်တော့ပျော်စရာကြီးပေါ့နော်ဒါသူများလုပ်တဲ့ဗီဒီယိုလေးတွေဘယ်လိုမျိုးတွေရိုက်ရတာပေါ့နော်ကျိုးနဲ့သူတို့တန်းပေးတာဟိုဘက်မှာဆိုငါးလေးတွေမြင်ရတာအရန်လှတယ်လို့တော့သူတို့ပြောရပေါ့နော်ဒါကိုကအပေါ်မှာကြံခဲ့တာပါဒါကတော့ပြန်ပါပြီအကုန်လုံးကရေတွေစိုးနေကြရဆိုလေနေပူစားလဲလုံလေတိုက်ခံလိုက်လို့ရှိရင်လည်း6မြန်တယ်အဲ့ရတယ်လေလေကလည်းတိုက်တယ်ပေါ့နော်ဒါကတော့ပြန်ရောက်ပြီပေါ့နော်ဟိုတယ်ကိုမြင်ရပါပြီဒါဟိုတယ်တဲကိုပြန်ရောက်ပါပြီဟိုတယ်ကိုပြန်ရောက်တဲ့အချိန်မှာရေမိုးချိုးပြီးတော့နေလည်စာစားဖို့ပြန်ထွက်ပါမယ်ပြီးတော့ကိုရမ်းမြတ်မာဆိုတဲ့ဆိုင်လေးမှာနေလည်စာစားဖြစ်ပါတယ်အပြန်လန်းဈေးတန်းမှာတော့လက်ဆောင်ပစ္စည်းတွေဝယ်တယ်ပေါ့နော်ဒီသားတော့လေးတွေဝယ်ပါတယ်ဒါညနေပေါ့နော်ဒီပုံစံနဲ့ဘနာနာဘုတ်ကိုမမှတ်ပဲနဲ့2ချိန်ထပ်စီပါတယ်အဲ့ဒါတော့ရန်တရုပ်ပြတ်ခဲ့တယ်ပေါ့နော်ဗီဒီယိုတော့မပါတော့ပါဘူးပြီးတော့ညပိုင်းရောက်တဲ့အချိန်မှာကားနဲ့ပေါ့နော်ဒါညစာထွက်စားပါပြီ M3 မှာစားရတယ်ပေါ့နော်ပြီးတော့အိုက်ဆိုင်မှာဒီမှာဆိုရင်ငါးတွေမွေးထားတာပေါ့နော်ဟိုဘက်မှာဆိုရင်လည်းပဇွန်နေရှိတယ်ပေါ့နော်ပဇွန်နေတော့သွားမရိုက်ခဲ့တော့ပါဘူးပြီးတော့ဒါကတော့စားတာအရန်ကောင်းပါတယ်အဲ့ဟာဒီစုံတွေရောဂုံးချင်ဆက်တွေရောရေကူတုတ်တွေရောပေါ့နော်ပင်လယ်စာဟင်းကြိုတွေရောအရန်ကောင်းပါတယ်ပြီးတော့ဒါဟိုတယ်ပြန်ရောက်ပါပြီဟိုတယ်မှာညပိုင်းလေငင်းကန်ထွက်မယ်ဆိုပြီးတော့ညပိုင်းလေငင်းကန်ထွက်လာတာပေါ့နော်ဟိုဘက်တိတော့မသွားတော့ဘူးဒီနားလောက်မှာပဲ Brandman နဲ့ထိုင်မယ်ပေါ့နော်ထိုင်ပြီးတော့မှလေငင်းခံပါမယ်ပြီးတော့အုပ်စုတွေဖွဲ့ပြီးတော့စကားကြီးပါပြောကြရပေါ့နော်ဒါကတော့တာနေတဲ့လာကြီးပါဒါကတော့ထိုင်နေနဲ့မြင်ရတဲ့နေရာလေးပေါ့နော်ပြီးတော့ဒါကတော့ day 3ရဲ့မနက်ပိုင်းလေးပါအလားတွေပါပြင်ဆင်ပြီးတော့မှမနက်စာသွားစားပါမယ်ဒါကတော့ပြန်မဲ့ရက်ကလေးပေါ့နော်မနက်စာလည်းအများကြီးတော့မစားနိုင်တော့ဘူးပေါ့နော်ဒီလောက်ပဲစားတော့မယ်ပြီးတော့မုံငါကတော့ရန်စားခြင်းနေလို့စားလိုက်သေးတယ်ပေါ့နော်ပြီးတော့ဒါကတော့အချိုးပွဲလေးပေါ့နော်တရက်သီးပူတင်လေးရန်ကောင်းပါတယ်ဒါကတော့ဟိုတယ်မှာမွေးထားတဲ့ငါးလေးတွေပေါ့နော်လှလေးတွေပါပြီးတော့ဈေးထဲဘက်သွားပြီးတော့ပေါ့နော်တငယ်ချင်းနဲ့တူတူသွားပြီးတော့မှအဲ့မှာဒေတာတော့ပေါ့နော်လက်ဆောင်ပေးဖို့ဆိုပြီးတော့သွားဝယ်ပါတယ်6ကြီးတွေကအများကြီးပဲအကြီးတွေပေါ့နော်အမေဆိုရင်ကြိုက်မှာပဲပဇွန်ညောက်တွေဆိုလဲစားချင်စရာကြီးနေပြီးတော့ဒါကတော့ group photo ရိုက်ပြီးရင်ပြန်ပြီပေါ့နော်ဒါဟိုတယ်ကနေပြီးတော့မှပြန်တဲ့လမ်းလေးပေါ့နော်ဈေးတန်းဘက်လေးကိုမြင်ရတဲ့လမ်းလေးပါဒါကတော့တရတော်ထုံးမဝယ်လာတာပေါ့နော်လက်ဆောင်ပေးဖို့ပါပြီးတော့ new sea bank မှာရက်တယ်ပေါ့နော်အဲ့မှာတော့မဝယ်တော့ပါဘူးတခြားလူတွေကတော့ဝယ်တယ်ပေါ့နော်ကြုတ်ချောင်းဝဲချောင်းဝယ်ပါတယ်ပြီးတော့ဒီမှာရွှေမြင်းပေါ့နော်အဲ့မှာတော့ပသိမ်ဟာလဝါတို့အဲ့မှာတခြားမုတ်တီလည်းရတယ်ပေါ့နော်ပြီးတော့ဟိုဘက်ဒီမှာလည်းဒေတာအတွက်ပစ္စည်းပေါ့နော်လက်ဆောင်ပေးလို့ရတဲ့ဟာလေးတွေရပါတယ်အဲ့ရနေပြီးတော့ပသိမ်ဟာလဝါလေးဝယ်ခဲ့ပါတယ်ခုကတော့ YBS တွေကိုစတွေ့ရတဲ့ရန်ကုန်မြို့ကြီးရောက်ပြီပဲဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်